ဌာနအခြေခံပညာကျောင်းတွေအနေနဲ့ကျောင်းသားကျောင်းသူတွေကိုမိမိတို့အချင်းချင်းသာမကလူပောင်ဖွဲ့စည်းတရက်လုံးအတွင်းမှာပါပူးပေါင်းကူညီဆောင်ရွက်တတ်သူတွေဖြစ်လာစေဖို့အပြုသဘောဆောင်တဲ့အကောင်းမြင်စိတ်မွေးမြူကတဦးနဲ့တဦးနားလည်နိုင်သူတွေဖြစ်လာစေဖို့မိမိပတ်ဝန်းကျင်ကောင်းကျိုးကိုတည်ဖို့ဆောင်ရွက်တတ်တဲ့လူသားကောင်းလေးတွေဖြစ်လာစေဖို့ရည်ရွယ်ပြီးအခြေခံပညာကျောင်းတွေမှာပညာသင်နှစ်အတွင်းလအလိုက်ဆောင်ရွက်ရမယ်ပညာရေးပြက္ခဒိန်ပါလုပ်ငန်းစဉ်တွေချမှတ်ပြီးစနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်2019-2018ပညာသင်နှစ်ပညာရေးပြက္ခဒိန်ပါဇွန်လအတွင်းလှုပ်ဆောင်ရမယ်ပညာရေးလုပ်ငန်းစဉ်တွေကတော့အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်းကျောင်းကောင်စီဖွဲ့စည်းခြင်းကျောင်းဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအစီအစဉ် School Improvement Support Program ကိုတစ်နှစ်စာပြင်ဆင်ရေးဆွဲခြင်းနဲ့အသိပေးကြေညာခြင်းဘာသာရပ်အဖွဲ့ Board of Study များဖွဲ့စည်းခြင်းဆွေးနွေးခြင်းကျောင်းဦးစီးဇယားများပြည့်စုံစွာထားရှိခြင်းရင်းစည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဟောပြောပွဲများပြုလုပ်ခြင်းမူရစေဝါအန်ဒီရဲ့တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းမိဘဆရာအသင်းဖွဲ့စည်းခြင်းကျောင်းကြီးဆရာဆရာမများနဲ့မိဘများတွေ့ဆုံခြင်းတို့ပဲဖြစ်ကြပါတယ်နေ့စဉ်ဇွန်လပထမပတ်မှာတော့အခြေခံပညာကျောင်းတွေစတင်ဖွင့်လှစ်ခဲ့ပြီးကျောင်းသားကျောင်းသူတွေရဲ့ဒုတိယအိမ်လို့တင်စားရလောက်တဲ့မိခင်ကျောင်းတော်ကြီးစီကိုအပြုံးပန်းကိုစီအာမန်ပြေနဲ့တက်ကြွစွာချီတက်လာကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့ပုံရိပ်တွေဟာမြင်ရသူရင်တဲ့အလွန်ပဲကြည်နူးစရာကောင်းလာပါတယ်ရှင်အခြေခံပညာကျောင်းတွေဖွင့်လှစ်ပြီးချိန်မှာတော့ဆရာဆရာမတွေကကျောင်းသားကျောင်းသူတွေကိုသက်ဆိုင်ရာဘာသာရပ်တွေသင်ကြားပေးုံသာမကပရာဟိတစိတ်ရှိပြီးအများနဲ့ပူးပေါင်းဆောင်ရွက်တတ်စေဖို့အတွက်ကျောင်းကောင်စီအသင်းတွေဖွဲ့စည်းပေးခြင်းဆရာဆရာမတွေကျောင်းသားကျောင်းသူတွေသင်ကြားသင်ယူမှုအရေးအသွေးတိုးတက်မြင့်မားလာစေဖို့ကျောင်းဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအစီအစဉ်တွေကိုလည်းမိဘများနဲ့ဝိုင်းဝန်းပူးပေါင်းပြီးဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်ဒါ့အပြင်အခြေခံပညာကျောင်းတွေမှာစီကံကိုစနစ်တကျလိုက်နာတတ်စေဖို့နဲ့လမ်းမမရောက်စေဖို့ရည်ရွယ်ပြီးယင်းစီကံလမ်းစီကံဆိုင်ရာဟောပြောပွဲတွေမူရစေဝါအန်ဒီရဲ့တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးကျင်းပပြုလုပ်ပေးပါတယ်ဆရာဆရာမတွေအရေးချင်းရှိမှကျောင်းသားကျောင်းသူတွေရဲ့အရေးအသွေးတိုးတက်ကောင်းမွန်မှဖြစ်တာကြောင့်ဘာသာရပ်ဆိုင်ရာဆရာဆရာမတွေတင်ကြားပြသမှုတိုးတက်လာစေဖို့ဘာသာရပ်အဖွဲ့များဖွဲ့စည်းပြီးကျောင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်ရွက်မှုအချက်လက်တွေကိုတာဝန်ရှိသူတွေနဲ့ဆရာဆရာမတွေကျောင်းသားကျောင်းသူတွေသိရှိစေဖို့ကျောင်းကြီးရုံးခန်းအတွင်းမှာကျောင်းဦးစီးဇယားတွေကိုရေးသားချိတ်ဆွဲထားရှိပါတယ်အနာဂတ်တိုင်းပြည်အတွက်ယဉ်ကျေးလိမ္မာပြီးကိုကျင့်တရားကောင်းမွန်တဲ့နိုင်ငံသားကောင်းတွေပေါ်ထွန်းလာစေဖို့အတွက်အခြေခံပညာကျောင်းသားကျောင်းသူတွေကိုပညာရေးပြက္ခဒိန်ပါလုပ်ငန်းစဉ်အတိုင်းမိဘဆရာပူးပေါင်းကစနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်းရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်